ညင်းနဲ့တန်းကောင်ရံအချိန်မှာခရီးသွားရင်းလမ်းမပြီးရောက်လာတဲ့အိမ်ဟောင်းကြီးအိမ်ကြီးကတစ်သားတွေပုတ်တိုးနေပြီးတကားဝမှာတင်အသက်ရှူရတာကြက်လာသလိုမျိုးကျွန်တော်အိမ်ထဲကိုဝင်းမိလိုက်တဲ့အချိန်မှာအိမ်ရှိကမ်းမှာဓာတ်ပုံအဟောင်းလေးတစ်ပုံကိုတွေ့လိုက်ရတယ်။အဲ့ဒီဓာတ်ပုံလေးကမိသားစုဝင်တွေအားလုံးရဲ့မျက်နှာတွေကချစ်ရာတွေနဲ့ပျက်စီးနေပေမဲ့အလေမှာထိုင်နေတဲ့ကလေးငယ်ရဲ့မျက်နှာကတော့အကောင်းပကတိအတိုင်းပဲ။အိမ်အပေါ်ထက်ကနေအတန်တစ်ခုကြားလိုက်ရတယ်။လူချီတိတ်နေတဲ့ဒီအိမ်ကြီးထဲမှာဘသူရှိနေတာလဲ။လှေကားထက်တွေကိုတစ်ထစ်ချင်းတက်ရင်တစ်သားကြမ်းကင်းရဲ့တကြွီးကြွီးအတန်ကကျွန်တော်ရဲ့နှလုံးခုန်တန်ထက်ပိုကြေလောင်နေတယ်။အခန်းတစ်ခန်းရဲ့တကားကဟနေတယ်။အဲ့ဒီအထဲမှာတုံရီနေတဲ့ဖျောင်းတိုင်မီးရောင်တစ်ခုကအလင်းနဲ့အမှောင်ကိုကစားနေတယ်။အခန်းလေးကိုချောင်းကြည့်လိုက်တဲ့အခါခုနကဓာတ်ပုံလေးကကလေးငယ်လေးကိုမြင်လိုက်ရတယ်။သူကနှံရံကိုကြောပြီးထိုင်နေတာ။ကျွန်တော်ဟေးဘဒူးလေးလို့မီးလိုက်တဲ့အခါသူကလှည့်ကြည့်လာတယ်။ဒါပေမဲ့သူ့မျက်နှာမှာမျက်လုံးနှာခေါင်းပါးစပ်မရှိဘူး။အရာအားလုံးကချိုးမွနေတဲ့အရည်ပြားတွေပဲ။သူကကျွန်တော်ကိုလက်ညှိုးထိုးပြီးပြုံးပြနေတယ်လို့ဒါမှမဟုတ်တားမြစ်နေတယ်လို့ရုတ်တရက်အိမ်ရဲ့တကားအားလုံးအလိုလိုပိတ်သွားတယ်။ပြတင်းပုတ်ပြင်ပကိုကြည့်လိုက်တော့လာရောင်အောက်မှာမြေပြင်ပေါ်ကကျွန်တော်အရေးကိုမြင်လိုက်ရတယ်။ဒါပေမဲ့ကျွန်တော်အရေးကတယောက်တည်းမဟုတ်ဘူး။ကျွန်တော်နောက်ကနေတခြားလူတယောက်ရဲ့အရေးကကျွန်တော်ကိုဖတ်ထားသလိုမျိုးပုံစံနဲ့ရှိနေတယ်။ဒါပေမဲ့အိမ်ထဲမှာကျွန်တော်တယောက်တည်းပဲရှိတာလေ။ကျွန်တော်အိမ်အပြင်ဘက်ကိုပြေးထွက်ဖို့ကြိုးစားပြီးတကားဘောက်ကစိုးနာကဓာတ်ပုံလေးကအခန်းလေးကိုပဲပြန်ရောက်သွားတယ်။အဲ့ဒီအခန်းထဲမှာခုနကမျက်နှာမပါတဲ့ကလေးကမရှိတော့ဘူး။ဒါပေမဲ့နိုင်ရံမှာပုံအသစ်တစ်ခုကတ်ထားတယ်။အဲ့ဒီပုံလေးမှာကျွန်တော်အခုအိမ်ထဲမှာလန့်နေတဲ့ပုံစံအတိုင်းရိုက်ထားတဲ့ဓာတ်ပုံကြီး။အဲ့ဒီဓာတ်ပုံပေးမှာစာသားလေးတစ်ခုရေးထားတယ်။နောက်တစ်ယောက်အတွက်နေရာလို့ရှိသေးတယ်။အခုကျွန်တော်ပေးမှာလေ။ကျွန်တော်အိမ်ထဲမှာလား။ဒါမှမဟုတ်အိမ်ထဲကိုဘယ်တော့မှမရောက်ခဲ့တာလား။ဒါမှမဟုတ်ဒီအိမ်ကကျွန်တော်ကိုစောင့်နေတာလားကျွန်တော်အိမ်အပြင်ဘက်ကိုထွက်ကြည့်ဖို့ကြိုးစားတိုင်းအိမ်တကားကအမြဲတမ်းအဲ့ဒီအခန်းလေးကိုပဲဥတီနေတယ်